ဒီနေ့တော့ကျွန်တော်တို့အားလုံးရဲ့ဘဝမှာငွေကြေးဆိုင်ရာအမြင်တွေကိုပြောင်းလဲပေးနိုင်မဲ့အထူးသဖြင့်စီးပွားရေးလုပ်ငန်းတစ်ခုစတင်ခြင်းသူတွေကိုယ်ပိုင်ဝင်ငွေလမ်းကြောင်းရှာဖွေနေတဲ့သူတွေအတွက်အရန်ကိုအရေးပါတဲ့စာအုပ်လေးတစ်အုပ်အကြောင်းကိုပြောပြပေးသွားမှာပါစာအုပ်နာမည်ကတော့ The Business School လုပ်ငန်းခွင်ကျောင်းတော်လို့ခေါ်ပါတယ်စာရေးသားသူကတော့ကဘာကျော် Rich Dad Poor Dad ချမ်းသာသောဖေဖေဆင်းရဲဖေဖေစာအုပ်ကိုရေးသားခဲ့တဲ့ Robert Kiyosaki ပဲဖြစ်ပါတယ်။ Robert ကဒီစာအုပ်ထဲမှာသူဘာလို့မို့ network marketing ကွန်ရက်ချိတ်ဆက်ဈေးကွက်ရှာဖွေရေးကိုအားပေးရတယ်လဲဆိုတဲ့အကြောင်းရင်းတွေနဲ့ network marketing ကနေရရှိနိုင်တဲ့ငွေကြေးထက်တန်ဖိုးရှိတဲ့တန်ဖိုးရှိရဲ့အကြောင်းကိုပြောပြပေးသွားပါမယ်။ကဲမိတ်ဆွေတို့ရောကိုယ်ပိုင်စီးပွားရေးတစ်ခုကိုအရင်နည်းနဲ့စတင်ကြပါလား။လူတွေကိုကူညီရင်းနဲ့ကိုယ်တိုင်လည်းအောင်မြင်ကြပါသလား။အဲ့ဒီလိုဆိုရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိနားထောင်ကြည့်ဖို့ဖိတ်ခေါ်ချင်ပါတယ်။ဘာကြောင့်မို့လို့ network marketing ကိုရွေးချယ်သင့်တာလဲ။ Robert ကအစပိုင်းမှာမေးခွန်းတစ်ခုမေးတာပါတယ်။ချမ်းသာတဲ့သူတွေကဘာလို့ပိုချမ်းသာလာတာလဲ။အဖြေကရှင်းပါတယ်။ချမ်းသာတဲ့သူတွေကကွန်ရက် network ကိုတိစောက်ကြတယ်။ကျန်တဲ့သူတွေကတော့အလုပ်ရှာကြတယ်။ဥပမာသောမတ်အက်ဒီဆင်ကမီးသီးကိုတီထွင်ရုံနဲ့မဟုတ်ဘူး။အဲ့ဒီမီးသီးတွေကိုအသုံးပြုနိုင်မဲ့လျှက်စစ်ကွန်ရက် General Electric ကိုပါတိစောက်ခဲ့တာပါအဲ့ဒါကြောင့်မို့သူချမ်းသာသွားတာပေါ့ Robert ကချမ်းသာဖို့နီလန်ပေါင်းစုံရှိတယ်လို့ဆိုပါတယ်ထီပေါက်တာချမ်းသာတဲ့သူနဲ့အိမ်အောင်ကြတာကက်စီနေတာအစရှိသဖြင့်ပေါ့ဒါပေမဲ့အဲ့ဒီနီလန်တွေကလူတိုင်းအတွက်မဖြစ်နိုင်သလိုမျိုးတချို့နီလန်တွေကရေရှည်မခံပါဘူးသူကြံပြူးတဲ့အကောင်းဆုံးနီလန်ကတော့ကိုယ်ပိုင်စီးပွားရေးတိစောက်ခြင်းပါပဲဒါပေမဲ့တာမန်လူတစ်ယောက်အနေနဲ့ကိုယ်ပိုင်စီးပွားရေးစတင်ဖို့ဆိုတာကအရင်အနည်းကြီးတယ်အတွေ့အကြုံလိုတယ်အနေရများတယ်ဥပမာ McDonald franchise တစ်ခုဝယ်ဖို့ဆိုလို့ရှိရင်ဒေါ်လာတန်းချီပြီးတော့ကုန်နိုင်ပါတယ်ဒီနေရာမှာပဲ network marketing ကဝင်လာပါတယ် network marketing ဆိုတာကလူတိုင်းအတွက်တန်းတူအခွင့်အရေးပေးတဲ့အရေးအနည်းနဲ့စတင်နိုင်တဲ့ကိုယ်ပိုင် franchise စနစ်တစ်ခုကို Robert ကတင်စားထားပါတယ်ဒါကငွေရှာဖို့တတ်ပဲလူတွေကိုကူညီရင်းနဲ့ကိုယ်တိုင်လည်းတိုးတက်လာမယ်နှလုံးသားရှိတဲ့စီးပွားရေး business with a heart တခုလို့သူကယုံကြည်ပါတယ် network marketing ရဲ့တန်ဖိုးရှိတဲ့အချက်၈ချက် Robert က network marketing ကုမ္ပဏီတစ်ခုမှာဝင်ငွေရတာထက်ပိုအရေးကြီးတဲ့တန်ဖိုးကြီးတဲ့အချက်၈ချက်ကိုရှင်းပြထားပါတယ်နံပါတ်၁အချက်ကတော့တကယ်တန်းတူညီမျှအခွင့်အရေးလို့ခေါ်ပါတယ် network marketing ကုမ္ပဏီအများစုကမိတ်ဆွေဘယ်တက်ကစိုးကကြောင်းစင်းတာလဲဘလောက်ချမ်းသာလဲရုပ်ဘလောက်ချောလဲဆိုတာတွေကိုဂရုမစိုက်ပါဘူးသူတို့ဂရုစိုက်တာကမိတ်ဆွေမှာစူးစမ်းခြင်းစိတ်လေးလာတင်ယူခြင်းစိတ်နဲ့ဇွဲလုံးလာဘလောက်ရှိလဲဆိုတာပါပဲဒါကလူတိုင်းအတွက်တကယ်ကိုတန်းတူအခွင့်အရေးပါနံပါတ်2အချက်ကတော့ဘဝကိုပြောင်းလဲပေးနိုင်တဲ့ပညာရေးပါကျောင်းတွေမှာစာဖတ်စာရေးသင်္ချာတွက်တာနဲ့အလုပ်ခွင်အတွက်လိုအပ်တဲ့ပညာရက်တွေကိုသင်ပေးပါတယ်ပတ်စံကိုဘလို့လို့ခိုင်းရမလဲဆိုတဲ့ငွေကြေးဆိုင်ရာပညာရေးကိုမသင်ပေးပါဘူး network marketing ကုမ္ပဏီကောင်းတွေကတော့မိတ်ဆွေကိုအဲ့ဒီငွေကြေးပညာရေးစီးပွားရေးပညာရေးတွေကိုလက်တွေ့ကျသင်ပေးပါတယ်အကြောက်တရားတွေကိုကြော်လွှားနေငွေကြေးစီမံခန့်ခွဲနေရည်မှန်းချက်ချမှတ်နေစတဲ့ဘဝအတွက်အရေးပါတဲ့ကျွမ်းကျင်မှုတွေကိုသင်ယူရမှာပါဒါကြောင့်မို့ Robert ကဒီလုပ်ငန်းကို The Business School လို့နာမည်ပေးထားတာပါနံပါတ်3အချက်ကတော့ကိုယ်နဲ့ကိုက်ညီတဲ့ရည်မှန်းချက်ရှိတဲ့သူတွေနဲ့လက်တွဲလုပ်ကိုင်ရခြင်းမိတ်ဆွေရဲ့ပတ်ဝန်းကျင်ကမိတ်ဆွေရဲ့အောင်မြင်မှုကိုအများကြီးလွှမ်းမိုးထားပါတယ်မိတ်ဆွေကိုတိုးတက်စေခြင်းတဲ့သူတွေအောင်မြင်ခြင်းစိတ်ရှိတဲ့သူတွေနဲ့ပေါင်းသင်းရတဲ့အခါမှာမိတ်ဆွေလည်းအလိုလိုတိုးတက်လာမှာပါ network marketing လောကမှာကတယောက်အောင်မြင်မှနောက်တစ်ယောက်အောင်မြင်မဲ့စနစ်ဖြစ်လို့မို့အချင်းချင်းကူညီပံ့ပိုးကြတဲ့ယဉ်ကျေးမှုရှိပါတယ်နံပါတ်4ကိုယ်ပိုင်ကွန်ရက်တိစောက်ခြင်းနဲ့တန်ဖိုးအရင်ကပြောခဲ့သလိုပါပဲချမ်းသာတဲ့သူတွေကကွန်ရက်တိစောက်ကြပါတယ် network marketing မှာမိတ်ဆွေကကုန်ပစ္စည်းရောင်းရုံနဲ့မဟုတ်ဘဲနဲ့ကိုယ်ပိုင်ဖြန့်ချီရေးကွန်ရက်တစ်ခုကိုတိစောက်နေတာပါဒီကွန်ရက်ကြီးလာတာနဲ့အမျှမိတ်ဆွေရဲ့ဝင်ငွေလည်းစားထက်တပိုးတိုးတက်လာမှာပဲဖြစ်ပါတယ်နံပါတ်5ကိုယ်ပိုင်လုပ်ငန်းတစ်ခုရဲ့အရေးပါဆုံးကျွမ်းကျင်မှုစီးပွားရေးလုပ်ငန်းတိုင်းမှာရောင်းချခြင်းကျွမ်းကျင်မှုကအသက်ပါပဲ network marketing ကမိတ်ဆွေကိုရောင်းချခြင်းပညာကိုလက်တွေ့ကျသင်ပေးပါတယ်ရောင်းချတယ်ဆိုတာကကုမ္ပဏီပစ္စည်းတစ်ခုတည်းမဟုတ်ပါဘူးကိုယ့်ရဲ့ idea ကိုယ့်ရဲ့ညွှန်မှန်းချက်တွေကိုသူတစ်ပါးလက်ခံလာအောင်ဆွဲဆောင်နိုင်ခြင်းလည်းပါဝင်ပါတယ်နံပါတ်6ခေါင်းဆောင်မှုအရေးအသွေးအောင်မြင်တဲ့ network marketer တယောက်ဖြစ်ဖို့ဆိုတာကလူတွေကိုလမ်းညွှန်ပြသနိုင်တဲ့စိတ်သက်ခွန်အားပေးနိုင်တဲ့ခေါင်းဆောင်ကောင်းတယောက်ဖြစ်ဖို့လိုပါတယ်
စစ်တပ်မှာတင်ယူခဲ့ရတဲ့ခေါင်းဆောင်မှုမျိုးမဟုတ်ဘဲနဲ့လူတွေကိုချစ်ချင်းမြတ်တာနဲ့သူတို့ဘဝတွေတိုးတက်လာအောင်ကူညီပေးတဲ့ခေါင်းဆောင်မှုမျိုးကိုဒီလုပ်ငန်းကနေတင်ယူရမှာပါနံပါတ်9စစ်မှန်သောကြွယ်ဝချမ်းသာမှုချမ်းသာတဲ့သူတွေကပတ်စံအတွက်အလုံးမလုံးကြပါဘူးပတ်စံကသူတို့အတွက်အလုံးလုံးပြီးအောင်ဖန်တီးကြတာပါnetwork marketing ကမိတ်ဆွေကို passive income ကိုယ်တိုင်အလုံးမလုံးဖက်နဲ့ဝင်ငွေရတဲ့အခြေအနေကိုဖန်တီးပေးနိုင်တဲ့လမ်းကြောင်းတစ်ခုဖြစ်ပါတယ်အချိန်တို့အတွင်းမှာချမ်းသာလာမဲ့နီလန်မဟုတ်ပေမဲ့စနစ်တကျဇွဲရှိရှိနဲ့အနည်းဆုံး9နှစ်လောက်လုပ်မယ်ဆိုလို့ရှိရင်ဒီရှေ့မှာငွေကြေးလွတ်လပ်ခွင့်ကိုရရှိနိုင်ပါတယ်နံပါတ်10ကိုယ့်ရဲ့အိမ်မက်တွေကိုအကောင့်ထဲပေါ်ခြင်းလူတော်များများကကိုယ့်အိမ်မက်တွေကိုမေ့ထားပြီးတော့နေ့စဉ်လုပ်ငန်းခွင်မှာပဲလုံးပန်းနေကြပါတယ်network marketing ကတော့မိတ်ဆွေအိမ်မက်တွေပြန်မှတ်ဖို့ကြီးကြီးမားမားစဉ်းစားဖို့နဲ့အဲ့ဒီအိမ်မက်တွေကိုလက်တွေ့အကောင့်ထဲပေါ်နိုင်ဖို့တွန်းအားပေးပါဒီစာအုပ်ကိုဖတ်ပြီးသွားရင်မိတ်ဆွေတို့အနေနဲ့နံပါတ်1 mindset ပြောင်းပါအလုပ်သမား employee စိတ်ဓာတ်ကနေစီးပွားရေးလုပ်ငန်းရှင် business owner နဲ့ယင်းနှိမ့်မြုပ်နှံသူ investor စိတ်ဓာတ်ကိုပြောင်းလဲဖို့ကြိုးစားပါနံပါတ်2 network marketing ကိုအမြင်သစ်နဲ့ကြည့်ပါဒါကလူလိမ်လုပ်ငန်း pyramid လုပ်ငန်းမဟုတ်ပါဘူးတေချာလေးလာပြီးတော့ကုမ္ပဏီကောင်းတစ်ခုစနစ်ကောင်းတစ်ခုခေါင်းဆောင်ကောင်းတွေရှိတဲ့အဖွဲ့အစည်းတစ်ခုကိုရွေးချယ်တတ်ဖို့လိုပါတယ်နံပါတ်3ပညာရေးကိုယင်းနှိမ့်မြုပ်နှံပါကိုတိုးတက်အောင်အမြဲလေးလာသင်ယူပါအထူးသဖြင့်ရောင်းချခြင်းကျွမ်းကျင်မှုနဲ့ခေါင်းဆောင်မှုအရေးအသွေးတွေကိုမြင့်တင်ပါနံပါတ်4အချိန်ပေးပါ network marketing ကညာရင်းချင်းချမ်းသာလာတဲ့အလုပ်မဟုတ်ပါဘူးကိုယ်ပိုင်လုပ်ငန်းတစ်ခုတည်ဆောက်ဖို့အနည်းဆုံး9နှစ်လောက်အချိန်ယူရတယ်ဆိုတာကိုနားလည်ထားပါနံပါတ်5လူတွေကိုကူညီပါကိုတယောက်တည်းအောင်မြင်ဖို့မစင်စားဘဲနဲ့ကိုယ့်ဖွဲ့သားတွေအောင်မြင်လာအောင်ကူညီပေးပါဒါက network marketing ရဲ့အဓိကလိုအပ်ချက်ပါပဲကဲမိတ်ဆွေတို့အနေနဲ့ Robert Kiyosaki ရဲ့ The Business School စာအုပ်ကနေ network marketing ကငွေရှာဖို့တသက်မဟုတ်ဘဲနဲ့ကိုယ့်ဘဝကိုအစစရရပြောင်းလဲပေးနိုင်တဲ့ကျောင်းတော်ကြီးတစ်ခုဖြစ်တယ်ဆိုတာကိုနားလေသဘောပေါက်လောက်ပြီလို့ယုံကြည်ပါတယ်ဒီစာအုပ်လေးပြီးဆုံးသွားတဲ့အခါမှာမိတ်ဆွေတို့အနေနဲ့network marketing အပေါ်အမြင်ဆောင်နေတာတွေရှိရင်ပျောက်ကင်းသွားပြီးတော့အခွင့်အလမ်းတစ်ခုအနေနဲ့မြင်လာနိုင်မယ်ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုစတင်ဖို့တွန်းဆုံနေရင်ခွန်အားတွေရလာမယ်အရေးကြီးဆုံးကတော့ငွေကြေးလွတ်လပ်ခွင့်ဆိုတာကကြိုးစားရင်လူတိုင်းရနိုင်နေဆိုတဲ့ယုံကြည်မှုတွေတိုးပွားလာမယ်လို့မျှော်လင့်ပါတယ်ဒီနေ့ကတော့ဒီလောက်ပါပဲအဆုံးထိနားထောင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်လည်းစိတ်ဝင်စားစရာကောင်းတဲ့စာအုပ်အနှစ်ချုပ်တွေကိုဆက်လက်တင်ဆက်ပေးသွားမှာမို့စောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ခင်ဗျအားလုံးပဲအဆင်ပြေကြပါစေဗျ